တောရိုင်းလောကမှာချင်းတီတွေကိုတောဘီရင်လို့သတ်မှတ်ထားကြပေမဲ့တကယ်တမ်းမှာတော့ဖြူဟာအကြဆုံးနဲ့ဇွဲရှိဆုံးအမဲလိုက်သမားတွေကဟိုင်းနာတွေဆိုတာတင်သိပါသလားသူတို့ဟာတခြားတိရစ္ဆာန်တွေလိုအရှိန်အဟုန်ပြင်းပြင်းနဲ့ခဏတာပြေးတာမျိုးမဟုတ်ပဲတားကောင်ကိုစိတ်တက်ကြပြီးမောပန်းနွမ်းနယ်သွားတဲ့အထိစိတ်ရှည်လက်ရှည်လိုက်လက်နှိမ့်ဆက်တဲ့နေရာမှာဆရာကြလာပါတယ်အခုတင်မြင်တွေ့နေရတဲ့မြင်ကွင်းမှာတားကောင်ဟာအသက်လူပြီးပြေးလွှားနေရပါတယ်သူဟာခဏတစ်ဖြုတ်တော့လွတ်မြောက်သွားသေးအောင်ထင်ရပါလိမ့်မယ်ဒါပေမဲ့ဒါဟာဟိုင်းနာတွေရဲ့ဖြူဟာတစ်ခုပဲဖြစ်ပါတယ်ဟိုင်းနာတွေဟာသူတို့ရဲ့အမဲလိုက်ပစ်မှတ်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေပြီးတားကောင်ရဲ့နှလုံးခုန်ကမြန်လာတာကြွက်သားတွေနာကျင်လာတာနဲ့ခန္ဓာကိုယ်ထဲကအင်အားတွေကုန်ခန်းလာမယ့်အချိန်ကိုသာစောင့်ဆိုင်နေကြတာပါတဘာဝတရားရဲ့စီးမြင်တစ်ခုကတော့အုပ်စုလိုက်နေခြင်းဟာအသက်ကိုကာကွယ်ပေးတယ်ဆိုတာပါပဲဒါပေမဲ့အုပ်စုတွေကနေတကောင်နဲ့ခွဲထွက်သွားတာဒါမှမဟုတ်ဒဏ်ရာရရှိသွားတာနဲ့တပြိုင်နက်ဟိုင်းနာနေရဲ့ရေဒါထဲကိုရောက်ရှိသွားပါပြီဟိုင်းနာနေဟာသူတို့ထဲခန္ဓာကိုယ်ကြီးမားတဲ့တတိဆန်တွေကိုတောင်အုပ်စုလိုက်ဝိုင်းဝန်းပိတ်ဆိုပြီးစနစ်တကျတိုက်ခိုက်တတ်ကြပါတယ်ဒီနေရာမှာမြန်နှုံးထပ်ပို့အရေးကြီးတာကဘသူကပို့ပြီးအကျော်တင်းလဲဆိုတာပါပဲသူတို့ရဲ့အမဲလိုက်မှုကကြည်ရတာရှုပ်ထွေးနေသလိုထင်ရပေမဲ့တကယ်တော့ဒါဟာစစ်စင်ရည်တစ်ခုလိုတိကျပါတယ်တကောင်ကတားကောင်ကို6လန်ပြီးလမ်းကြောင်းပြောင်းစေသလိုနောက်တကောင်ကတော့ထော့ပေါက်တီကိုကြိုးတင်ပိတ်ဆို့ထားပါတယ်ဒီလိုညက်ပူးညက်ပစ်ဗျူဟာလီကြောင့်လေဟိုင်းနာတွေဟာတောရိုင်းလောကရဲ့အောင်မြင်ဆုံးအသားစားသတ္တဝါတွေဖြစ်နေရတာပါနောက်ဆုံးမှာတော့တားကောင်ရဲ့အရှိန်ဟာနှီးကွေးသွားပြီးမြို့လင့်ချစ်တွေကုံဆုံးသွားပါတယ်သိစိတ်ချင်းတွေနဲ့အတူတဘာဝတရားရဲ့ရက်ဆက်တဲ့အဆုံးသက်ကရောက်ရှိလာပါပြီဒါဟာကျွန်တော်တို့အထက်တော့ကြည်ရတာစိတ်မကောင်းစရာဖြစ်နိုင်ပြီမဲ့တောရိုင်းလောကရဲ့ရှင်သန်မှုတန်တရားထဲမှာတော့ဒါဟာနေ့စဉ်ဖြစ်ပျက်နေတဲ့အမှန်တရားတစ်ခုသာဖြစ်ပါတယ်ဟိုင်းနာရီရဲ့ဇွဲလုံလက်နဲ့စူးစီးမှုကသူတို့ကိုဒီကနေ့အထိတောရိုင်းလောကမှာရက်တည်နေနိုင်စေပါတယ်ကြောက်ရွံ့ခြင်းတဲ့ရှင်သန်လိုစိတ်ကပုံမပြင်းထန်တဲ့အခါမှာဘလို့ခက်ခဲတဲ့အခြေအနေမျိုးမှာဆိုနီးလန်းရှာထွေနိုင်တယ်ဆိုတာကိုဟိုင်းနာတွေကတက်တည်ပြနေတာပါ